M7 အတွက်ဂျာကာတာရောက်တုံးဘာတွေစားခဲ့လဲဆိုရဲ vlog လေးပဲဖြစ်ပါတယ်ကင်မရာဖင်မမေ့သွားတာမုတ်လေးတွေကတော့ဆိုဆက်အင်ဒိုသားလေးမဟုတ်ဘူးနော် I'm just kidding ဒါကတော့အင်ဒိုရိုးရအစားအစာတစ်ခုပဲနာမည်ကနည်းနည်းရှည်အောင်မမမီအောင်နာစီပလာပလာပေါ့နော်သူကကြောင့်မြန်မာပါဇက်နဲ့နည်းနည်းလေးရောကြိုက်မိတာမဲ့အချောက်အချမ်းကြိုက်တက်သူတွေအတွက်ဆိုတော့ပိုစင်ပြလောက်တယ်ဒါက snap စားတော့ရိုက်ထားတာဒီ snap ကတော်တော်လေးစားကောင်းတယ်အမြင်အားနေအဲ့ဒါပဲထိုင်စားနေတာဒါလေးအရန်ကောင်းနေတဲ့ Jasmine tea သူကလေအဲ့လိုမွှေးမွှေးလေးနဲ့အရန်တောက်လို့ကောင်းတယ် Family Map မှာအရန်ကြိုက်တဲ့ favorite set လေးစားပါအောင် hi တို့ရဲ့ Jakarta crew လေးပေါ့နော် miss you guys ဒါကအမြဲစားနေကြ breakfast ဆိုတာအမေတည်ရင်တော့စူးမသိကြအစီအစဉ်မရှိရဲ့ vlog လေးဆိုတော့နာမည်လည်းမသိပေါ့နော်ဒါတော့ coffee တော်ကောင်းနေစိတ်လေးနဲ့ရေခဲတုတ်ကြီးကိုလည်းကြည့်ပါအောင်လုံးဝရှက်အကြီးမှအကြီးတွင်းတီးရတဲ့အစ်စ်ကြီးအဲ့တော့စားကြရလုံးဝမကုံတော့ရေခဲတက်မှာထားခဲ့တာအခုချိန်တော့ပြန်စားချင်တာဒါပထမတစ်ခုပုံစံလိုမျိုးပဲဒါပေမဲ့သူကကြာနေတဲ့တစိမ့်တော့ကွာတယ်ဒါပေမဲ့အဲ့ဒီအရာတာကိုဆွဲလန့်နေရောအဲ့ထုတ်တွေပဲစားနေရဆိုတော့လေ cracker မှာတီလာ rice bowl ကြီးရလေအဲ့လို brown rice ကြီးဖြစ်နေနည်းနည်းတော့တိတ်မကောင်းဂျာကာတာဖူတော်တော်များများတော့တိတ်ပြီးတော့မကြိုက်တာများတယ်ခီးရီသွားပြီးပြင်မဲ့ရတဲ့အချိန်မှာလည်းဒီလို gram ချက်ပေါင်းကြီးလေးကိုတောက်ပြီးတော့အပြင်ပြပါရှင်ပထမဆုံး family mac ကနေစခဲ့အရာလေး jelly coffee jelly နဲ့အပေါ် cream ပေါ့နော်တော်တော်လေးတော့ e စိတ်နေရပဲကျမအကြိုက်ကချို e ဆိုတော့နည်းနည်းတော့အဆင်ပြေမယ်တော်တော် e ဒါကတော့ဂျာကာတာလေးရဲ့အသွားလေးမှာတွေ့ခဲ့ရတာလေးပါရှားစားလေးကတော့မရိုက်တော့ဘူးเนาะအဲ့တော့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက် vlog မှာလည်းပြန်တွေ့ကြပါရရှင် Thanks for watching guys bye bye